ဒီเจ้าကဆရာဆရာမတွေအားလုံးခေါင်းကတုံးတွေဖြစ်နေရတာဟာတမိဖြစ်သူခံရတာကိုဒေါသထွက်နေတဲ့အမျိုးသမီးတစ်ယောက်ကဆရာဆရာမတိုင်းရဲ့ခေါင်းကိုကတုံးတုံးဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်တကယ်တော့မနေ့ကတင်အဲ့ဒီအမျိုးသမီးအိမ်ပြန်ရောက်တဲ့အခါဆရာမတစ်ယောက်ကစာတင်တာကိုထိခိုက်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့တမိဖြစ်သူရဲ့ခေါင်းကိုအတမကတုံးတုံးပစ်လိုက်တာကိုတိလိုက်ရပြီးလမ်းဖြတ်သွားခဲ့တာပါဒေါသကိုမအောက်နိုင်တော့တဲ့အဆုံးအဲ့ဒီဆရာမကိုထိုက်တန်တဲ့တန်ဖိုးပြန်ပေးဆက်စေရမယ်လို့သူမကတိပြုလိုက်ပါတယ်တမိစပင်ကတိတ်ရှိနေပြီးအတန်းထဲမှာစပင်ကိုပဲထိုင်ကစားနေလို့စာတင်တာကိုထိခိုက်တယ်လို့ဆရာမကပြောပါတယ်စပင်မညက်ရင်တမိကိုအတန်းတက်ခွင့်မပေးဘူးလို့ဆရာမကပြောပါတယ်ဆရာမကတမိကိုရုံးခန်းထဲခေါ်သွားပြီးစပင်ညက်ဆိုင်တွေမှာတုံးတဲ့ဝူးဝူးမြည်တဲ့ကတုံးတုံးဆက်နဲ့ညှက်ပစ်လိုက်တာတမိတိတ်ကြောက်သွားတာပဲအဲ့ဒီမှာဆရာဆရာမတွေအများကြီးရှိပေမဲ့ဘယ်သူမှတခုံးမှဝင်မပြောကြဘူးဟင်းအင်းမေမေရွှတ်ရွှတ်ရပါတယ်လူစီရရပါတယ်မေမေပြန်ရောက်ပြီးမေမေဒီမှာရှိနေပြီနော်မေမေတမိကရုပ်ဆိုးသွားပြီးအတန်းထဲကသူတွေတမိကိုလှောင်ကြတော့မှာတမိလေးကရုပ်မဆိုးပါဘူးမေမေရဲ့လူစီလေးကဘလို့ပဲဖြစ်ဖြစ်လှနေတာပါစပင်ကပြန်ပေါက်လာမှာပါမေမေတမိလေးလူစီကကဘာပေါ်မှာအလှဆုံးနဲ့အရေးရင်ဆုံးမိန်းကလေးငယ်လေးပဲကျမလည်းလူစီလေးကိုသူမရဲ့ကတင်လေးပေါ်ညင်တာစွာပြန်တိတ်ပြီးစောင်းချုံပေးကဘေးမှာအကြာကြီးထိုင်နေမိပါတယ်ပြီးတော့မှအခန်းထဲကနေတိတ်တဆိတ်ထွက်လာပြီးတကားကိုဖြည်းဖြည်းလေးပိတ်လိုက်ပါတယ်ထို့နောက်စာကြည့်ကန်းထဲဝင်ပြီးတောက်ခတ်ထားတဲ့အန်ဆွဲကိုဖွင့်လိုက်ပါတယ်အထဲမှာတော့ပြားချက်သားရည်ကရိယာတစ်တာတစ်ခုရှိနေပါတယ်ဒါဟာကွယ်လွန်သွားပြီဖြစ်တဲ့ကျမခင်ပွန်းရဲ့ပစ္စည်းပဲဖြစ်ပါတယ်သူအသက်ရှိစဉ်တုန်းကတော်လိုက်တဲ့စပင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီးလူစီလေးငယ်ငယ်တုန်းကစပင်တွေကိုသူကိုယ်တိုင်ပဲပြုပြင်ပေးလေးရှိတာပါအတန်းရဲ့ WeChat group ကိုဖွင့်ပြီးဆီယာမအမ်မာရဲ့အကောင့်ကိုရှာလိုက်ပါတယ်သူမရဲ့ profile ပုံကတေချာပြင်ဆင်ထားတဲ့စပင်လိပ်လေးတွေနဲ့လှပလုံးတဲ့ပုံတစ်ပုံဖြစ်နေပါတယ်သူမရဲ့နောက်ဆုံးတင်ထားတဲ့ post မှာတော့ဈေးကြီးတဲ့စပင်ညက်ဆိုင်ကြီးတစ်ခုမှာစပင်လုံနေတဲ့ပုံကိုပြသနေပါတယ်ကျမကျောင်းအုပ်ကြီးစီဖုန်းဆက်လိုက်ပါတယ်ဒီလောက်ညနေမှဘာလို့ဖုန်းဆက်တာလဲမနှက်ဖြန်မနှက်အစောဆုံးကျောင်းကိုကျွန်တော်လာခဲ့ပါမယ်ရှင့်အပြင်ဆီယာမအမ်မာပါအဲ့ဒီမှာရှိနေဖို့မျှော်လင့်ပါတယ်ပြီးတော့တစ်တာတဲ့ကအပားဆုံးနဲ့အထက်ဆုံးရိတ်ထားကိုထုတ်လိုက်ပါတယ်ဓာသွားကအေးဆက်ဆက်အယောင်တောက်မှုနဲ့တူလက်ခနဲဖြစ်သွားပါတယ်ကျမဓာသွေးကြောက်တစ်ခုကိုရှာပြီးပကံလုံးအသေးလေးနဲ့ရေတဝက်ထဲကထမင်းစပွဲမှာထိုင်ပြီးနောက်သတင်းပေါက်ကဖြာချနေတဲ့မိတ်ပြပြအလင်းရောင်အောက်မှာဓာကိုဖြည်းဖြည်းချင်းတွေးပါတော့တယ်ဘသူကမှသမီးကိုထပ်ပြီးအနိုင်ကျင့်ခွင့်မပေးတော့ဘူးလို့လူစီလေးကိုကျမကတိပေးခဲ့ပါတယ်မနှက်ဖြန်ကြရင်ဒီတွေးထားတဲ့ရိတ်ထားကိုအကြောင်းယူသွားပြီးဆီယာမအမ်မာနဲ့ထိတ်တိုက်ရင်ဆိုင်ရမှာပါဒီနေ့ကစပြီးဘသူမှသမီးကိုဒီလိုမျိုးထပ်ပြီးမခံစားရစေရဘူးလို့မေမေကတိပေးတယ်နော်အိပ်ပျော်နေတဲ့သမီးလေးနိုးသွားမှစိုးရိမ်တာကြောင့်ကျမဖြည်းဖြည်းချင်းထွက်လိုက်ပြီးလှည့်ထွက်ကသမီးအတွက်မနှက်စာပြင်ဖို့မိဖို့ကြောင့်လည်းဝင်ခဲ့ပါတယ်အဲ့ဒီမနှက်စာဟာသမီးလေးအတွက်နှွေးထွေးမှုဖြစ်စေပြီးကျမအတွက်တော့ခွန်အားတစ်ခုဖြစ်စေခဲ့ပါတယ်သမီးလေးထရမဲ့အချိန်ရောက်ပြီနော်ဒီနေ့ကျောင်းသွားရမယ်လေမေမေသမီးကျောင်းမသွားချင်ဘူးလူစီကကျမကိုကြည့်လိုက်ပါတယ်မေမေပြောတာနားထောင်စမ်းပါပထမအချက်ကသမီးဘာမှအမှားမလုပ်ခဲ့ဘူးမှားတာကသမီးရဲ့စပင်ကိုခွင့်ပြုချက်မရှိဘဲညှက်ပစ်လိုက်တဲ့အဲ့ဒီဆရာမပဲသူမဟာခွင့်မလွတ်နိုင်တဲ့အမှားတစ်ခုကိုလုပ်ခဲ့တာဒုတိယအချက်ကစပင်ဆိုတာပြန်ပေါက်လာနိုင်ပါတယ်ဒါပေမဲ့သမီးရဲ့ရဲရင်မှုသမီးရဲ့အပြုံးနဲ့သမီးနှလုံးသားထဲကပျော်ရွှင်နေတဲ့လူစီလေးကိုတော့သူတစ်ပါးရဲ့အမှားကြောင့်ပုံကွယ်မသွားစေရဘူးသမီးပုံနေလေးအနိုင်ကျင့်တဲ့သူတွေကပိုပြီးပျော်လေးဖြစ်မှာတရအချက်ကဒီနေ့မေမေသမီးနဲ့အတူကျောင်းကိုလိုက်ခဲ့မယ်တစ်ချိန်လုံးသမီးနားမှာပဲမေမေရှိနေပေးမှာပါအန်နာရဲ့သမီးဟာဘသူမဆိုအနိုင်ကျင့်လို့ရတဲ့သူမဟုတ်ဘူးဆိုတာကိုလူတိုင်းသိစေချင်တယ်လို့သမီးကိုနာကျင်အောင်လုပ်ခဲ့တဲ့သူကိုလည်းပြန်ပေးဆက်စေချင်တယ်ဟုတ်ပြီလားလူစီကသူမရဲ့အမေကိုကြောင်အန်းလေးစိုက်ကြည့်နေပါတယ်အမေဖြစ်သူစီကနေအားကိုးချင်စရာကောင်းတဲ့ခွန်အားပြည့်ရှိတဲ့အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီးအဲ့ဒီအရှိန်အဝါကလူစီရဲ့နှလုံးသားထဲကကြောက်ရွံ့မှုတွေကိုတစ်စိတ်တစ်ပိုင်းမောင်းထုတ်ပေးလိုက်တယ်လို့ပါပဲမေမေဘာလို့မလို့လဲလှုပ်တင်တာကိုလုပ်မှာပေါ့ကဲအခုထားတော့မျက်နှာတစ်ပြီးမနှက်စာစားတော့ဘိုက်ပြေမှခွန်အားရှိမှာမဟုတ်လားထမင်းစပွဲမှာလူစီကကောင်းလေးငုံပြီးစိတ်နေရင်စံပြုတ်ကိုတစွန်းချင်းဖြည်းဖြည်းချင်းတောက်နေတာစိုးရိမ်စိတ်မပြေသေးတဲ့ပုံစံပေါက်နေပါတယ်ကုံအောင်စားလိုက်နော်မနှက်စာစားပြီးတဲ့နောက်လူစီကသူမရဲ့အုတ်ထုပ်ကိုကောက်ဆောင်ဖို့လက်လန်းလိုက်ပါတယ်အုတ်ထုပ်မဆောင်ပါနဲ့ဒါပေမဲ့မေမေရဲ့လူစီလေးကလှပြီးသားပဲဥစ္စာသူမအနေနဲ့ဖုံးကွယ်ထားဖို့မလိုပါဘူးကျမလူစီရဲ့အင်ဂျီကော်လန်ကိုပြင်ပေးလိုက်ပြီးခြေလန်းတလန်းစုပ်ကသမီးဖြစ်သူကိုအသေးချာစိုက်ကြည့်လိုက်ပါတယ်ကဲသွားကြစို့ကျောင်းသွားရလမ်းမှာကျမကကားမောင်းပြီးလူစီကတော့ဘေးနားကခရီးတဲ့ထိုင်ကုန်မှာထိုင်လိုက်ပါလာပါတယ်သူမရဲ့မျက်ဝန်းတွေကစိုးရိမ်စိတ်တွေကတော့လုံးဝပျောက်ကွယ်မသွားသေးပါဘူးကျောင်းကိုရောက်တဲ့အခါစူညံတက်ကြွနေတဲ့အတန်တွေကြောင့်လူစီရဲ့ခန္ဓာကိုယ်လေးချက်ချင်းတောင့်တင်းသွားပါတယ်သူမဟာမတိစိတ်ကြောင့်လေပင်လေးပူသွားပြီးခေါင်းပေါ်ကိုပြန်ဆန်းမိနေပြန်ပါတယ်ခေါင်းမငုံထားနဲ့ရှေ့ကိုတက်တက်ကြည့်ပြီးရှောက်ဝင်သွားစမ်းပါကျမကားပေါ်ကဆင်းလိုက်ပြီးအားပေးစကားပြောလိုက်တော့မှလူစီကကျမလက်ကိုကင်ပြီးကျောင်းထဲကိုအတူတူရှောက်ဝင်လာပါတော့တယ်ကျောင်းထဲကိုဝင်လိုက်တာနဲ့တူတူပြောတဲ့တွေကအရက်မျက်နှာအတီးတီးကနေဒီရေလိုမျိုးအလူရက်ထွက်ပေါ်လာပါတယ်ဟိုကောင်မလေးကိုကြည်စမ်းပါအောင်အလိုလေးဖျားရည်သူမစမင်ကဘာဖြစ်တာလဲနေမကောင်းလို့လားကီမိုအန်တာလားကျမလည်းလူစီလက်ကိုဆွဲပြီးကျောင်းတကားဝကနေဖြတ်ကျော်ကရှေ့မျက်နှာစာဝင်းကိုကြော်ပြီးစာတင်ဆောင်ရှိကကွင်းပြင်ကြီးစီကိုရှောက်သွားခဲ့ပါတယ်အတန်းတော်တော်များများကတော့စုံနေကြပါပြီကျောင်းသားကျောင်းသူတွေဟာယူနီဖောင်းတေသက်စွာဝတ်ဆင်ထားပြီးတင်းလာနေမနက်နိုင်ငံတော်အလံလေးပြုပွဲအတွက်တန်းစီနေကြတာပါစူညံနေတဲ့အမိတ်ပေးတန်တွေရေမောတန်တွေနဲ့စကားပြောတန်တွေအားလုံးရောပြောနေပြီးကျောင်းဝင်းတစ်ခုလုံးကိုတက်ဝင်လှုပ်ရှားစေပါတယ်ဒါပေမဲ့အဲ့ဒီတက်ကြွမှုတွေကကျမလုံသားတွေကဒေါ်သမီးကိုတော့မငြိမ်သက်နိုင်ခဲ့ပါဘူးသမီးလေးကိုနာကျင်အောင်လုပ်ခဲ့တဲ့သူဖြစ်တဲ့ဆရာမအမာကိုကျမလိုက်ရှာပြီးမကြခင်မှာပဲသူမကိုတွေးလိုက်ရပါတယ်တတိယတန်းအခန်းနဲ့အတန်းကိုအဖြောက်တန်းစီကြတိုးမပြောကြနဲ့လူစီဟိုတစ်ပင်အောက်မှာမေမေကိုခဏစောင့်နေပြီမလားသမီးလေးကိုနေရာချပေးပြီးတဲ့နောက်ကျမစင်မြင့်စီကိုတက်တက်လျှောက်သွားခဲ့ပါတယ်ကျောင်းအုပ်ကြီးကပထမဆုံးသတိပြုမိသွားသူဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာအလံလေးပြုပွဲကစတော့မှာပါကိစ္စတစ်ခုခုရှိလို့လားခင်ဗျာကျွန်တော်ရုံးခန်းထဲမှာအရင်စကားပြောကြရအောင်လေကျမဆီယာမအမာကိုလာရှာတာပါကျောင်းအုပ်ကြီးရဲ့မျက်နှာပေါ်ကအပြုံးဟာချက်ချင်းတောင့်တင်းသွားပါတယ်ဆီယာမအမာကအခုအလံလေးပြုပွဲကိုဥဆောင်ကျင်းပနေတာပါဒါကတိတ်ကိုအရေးကြီးပါတယ်အခမ်းအနားပြီးတဲ့အထိကျွန်တော်ရုံးခန်းထဲမှာအရင်ထိုင်ပြီးစောင့်နေရင်ဘယ်လိုလဲခင်ဗျာထဲဆန်းကျောင်းအုပ်ကြီးကမ်းပေးထားတဲ့လက်ဟာလေးထဲမှာတောင့်တင်းသွားပါတယ်သူ့မျက်နှာဟာနီမြန်းသွားပြီးမှပြာနှမ်းသွားကအရှက်ရမှုတွေနဲ့ပြည့်နှက်သွားပါတယ်ကျောင်းအုပ်ကြီးလှုပ်လာတဲ့တက်တန်းတစ်လျှောက်လုံးမှာမိဘတစ်ယောက်စီကနေဒီလိုမျိုးအကြည့်ခံရတာအပြောခံရတာမျိုးတစ်ခါမှမကြုံဘူးပါဘူးကျမကတော့သူ့ကိုရောနောက်ွယ်ကစူညံတန်
တွေကိုပါဂယုမဆိုင်ပဲအကြောင်းကြည့်ရဲ့အရှက်ရမှုကိုပါလစ်လူရှာကစင်မြင့်စီဥတီနေတဲ့လှေကားထစ်တွေပေါ်ကိုတက်လန်းသွားလိုက်ပါတယ်စင်ပေါ်ကဆီယာမအန်မာလည်းနောက်ဆုံးတော့ကျမကိုတတိထားမိသွားပါတယ်အန်တီတာကကျောင်းရဲ့အရေးကြီးတဲ့အခမ်းအနားတစ်ခုပါကျေးဇူးပြုပြီးကွင်းထဲကနေချက်ချင်းထွက်သွားပေးပြီးပုံမှန်အစီအစဉ်ကိုနှောက်ယှက်တာမျိုးရပ်ပေးပါရှင်ဘာလုပ်နေတယ်လို့ထင်နေလဲဒီနေရာကရှင့်ရဲ့အတိတ်ပဲမရှိတဲ့လုပ်ရက်တွေကိုလုပ်ရမယ့်နေရာမဟုတ်ဘူး